အပိုင်း9ရဲ့အစမှာတော့လီလီရဲ့တကယ်ကိုစိတ်မကောင်းစရာအတိတ်ဆိုးတွေကိုနောက်ကျောင်းပြန်တတိထားထားတာတွေ့ရမှာပါလီလီရဲ့မိဘတွေကလေသူမငငယ်လေးမှပင်ဒန်ကျင်တယ်မှပဲအသက်ဆုံးရှုံးသွားခဲ့ကြတာပါအဲ့ဒီနောက်မှာတော့လီလီဟာဘိုက်ဝါဖို့နဲ့အသက်ရှင်သန်ဖို့အတွက်ပေါ့စွန့်စားသူတွေရဲ့နောက်မှာတကောက်လိုက်ပြီးအလုပ်တွေလုပ်ခဲ့ရရှာတယ်ဒါပေမဲ့လေအဲ့ဒီစွန့်စားသူတွေကလေသူမအပေါ်မှာလုံးဝကိုမညမတာနဲ့ရရက်ဆက်ဆက်ခိုင်းစားခဲ့ကြတာပါအဲ့ဒီလိုနဲ့လီလီကမခံနိုင်တော့တဲ့အဆုံးမှာဘဝတစ်တစ်ခုစတင်ဖို့အတွက်သူတို့စီကနေထွက်ပြေးသွားခဲ့တယ်။ဒါပေမဲ့ကန်ဂျမာကမျက်နှာစာမပေးခဲ့ပါဘူး။စွန့်စားသူတွေကသူမဘယ်မှာရှိလဲဆိုတာကိုသိသွားပြီးတော့လီလီရဲ့အေးချမ်းစာပြုနေတဲ့ဘဝလေးကိုနှုတ်တခြင်းထပ်ပြီးဖျက်ဆီးပစ်လိုက်ကြပြန်တယ်။အဲ့ဒီအချင်းကစပြီးတော့ပေါ့လီလီဟာစွန့်စားသူဆိုတဲ့လူစားမျိုးတွေအပေါ်မှာလုံးဝကိုနာကျင်ပြီးမုန်းတီးသွားပါတော့တယ်ကဲဒီနေ့မှာတော့လီလီနဲ့ဘဲရိုနီယာခါဒန်ဂျင်တွေကိုစွန့်စားဖို့အတွက်ထွက်လာခဲ့ကြပါတယ်အခုဆိုရင်သူတို့ဟာဒန်ဂျင်ရဲ့ဆယ်ထက်မြောက်ကိုတွားဖို့အတွက်ပြင်ဆင်နေကြတာပါအဲ့ဒီဆယ်ထက်မြောက်ရဲ့မှောင်မီးနေတဲ့အခန်းထဲမှာတော့ထူးထူးခြားခြားပဲတစ်ပင်ဖြူလေးတွေလင်းထိန်နေတာကိုတွေ့ရမှာပါအဲ့ဒီတစ်ပင်ဖြူလေးရဲ့နောက်ကွယ်မှာတော့ဘလူးတွေဟာတကောင်ပြီးတကောင်စက်တိုက်ဆိုသလိုရောက်လာပါတော့တယ်အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့လီလီကိုရန်ကဘလူးတွေကိုဆွဲဆောင်နိုင်တဲ့ကြောက်တုံးတွေနဲ့မင်းထောက်စီကိုပစ်ပေးလိုက်လို့ပါပဲဘဲတယောက်ဘလူးတွေနဲ့လုံးပန်းသည့်အလုရှုပ်နေတဲ့အချိန်မှာလီလီကမင်းထောက်ရဲ့ပစ္စည်းတွေကိုအလစ်တူပြီးထွက်ပြေးသွားပါတော့တယ်ဒါပေမဲ့လည်းမြန်မာစကားပုံကိုတိုင်းပေါ်လေသူတပားမကောင်းချင်ကိုယ်တကောင်ခံဆိုသလိုပဲလီလီဟာသူမကိုအမြဲအနိုင်ကျင့်နေကြစွန့်စားသူတွေနဲ့အပြန်လန်းမှာသွားတိုးပါတော့တယ်အဲ့ဒီစွန့်စားသူတွေကလီလီကိုရက်ရက်ဆက်ဆက်ရိတ်နှံပြီးတော့ပစ္စည်းတွေကိုလည်းလွတ်ယူသွားကြပါတယ်သူတို့ရဲ့လောဘမောဟတွေကဘလောက်တောင်ကြီးတယ်လဲဆိုရင်လူတစ်ယောက်လုံးကိုတော့ပရိစိတ်စာကျွေးခဲ့ကြတာပါနောက်ဆုံးမှာတော့လီလီကိုပရိစိတ်တွေကြားထဲမှာပဲဒီတိုင်းပစ်ထားခဲ့ကြပါတော့တယ်အဲ့ဒီအချိန်မှာတော့လီလီတယောက်သူမကိုယ်တိုင်လုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့်အခုလိုပြန်ခံရတာဆိုပြီးဝမ်းနဲ့မျက်လီပတ်လာနဲ့နောင်တတွေတတိရနေပါတော့တယ်လီလီတယောက်နောင်တတွေရပြီးတေတော့မယ်လို့ထင်နေတဲ့အချိန်မှာ Firebolt ဆိုတာ order နဲ့အတူ Bell တယောက်အပြည့်အဖာရလာပြီးကဲတင်ခဲ့ပါတယ်မင်းသားဟာသူ့အပေါ်မှာတစ္ဆာဖောက်ခဲ့တာတော့မငဲ့ကွယ်ပဲလီလီကိုအသက်ဘေးကနေကဲထုတ်ခဲ့တာပါဒီအခန်းမှာဆိုရင်တော့ Bell ရဲ့တကယ့်ကိုတနာကျင်တာတတ်တဲ့စိတ်ထားဖြူစင်မှုကိုအပြည့်အဝမြင်တွေ့ရမှာပဲဖြစ်ပါတယ်အပြင်လောကမှာလည်းတချို့လူတွေရှိတတ်ကြပါတယ်တစ်ဖက်လူကကိုယ့်အပေါ်ဘလောက်ပဲစိုးခဲ့အမြဲတမ်းခွင့်လွှတ်ပေးတတ်တဲ့လူစားမျိုးတွေပေါ့ကဲဇလန်လေးပြန်သွားရရင်တော့လီလီကဘဲလ်ကိုအံ့ဩတကြီးနဲ့မေးလိုက်တာပေါ့ဒီကိုဘလို့ရောက်လာတာလဲတဲ့အဲ့ဒီမှာဘဲလ်ကပြန်ပြောတာကတော့နင်းထွက်သွားပြီးတဲ့နောက်ကောင်မာရီချောလေးတယောက်ကငါ့ကိုလာကဲသွားတာတချတ်ထဲနဲ့စင်းကိုတေသွားတာပဲဆိုပြီးတော့ပေါ့လီလီကလည်းငါ့ကိုဘာလို့ပြန်ကဲတာလဲလို့မေးတဲ့အခါဇန်ညွန်းကြီးသူကခိုင်းလို့ပါဟဲစတာပါမင်းကလေးမို့လို့ပါတယ်ဗျာအဲ့ဒီလိုပြောလိုက်တော့လေလီလီကအားမနာတဲ့ပြန်ပြောပြန်ရောမိမတိုင်းကိုလိုက်ကဲနေမှာလားနှာဘူးကောင်မိမတွေရဲ့ရန်သူဆိုပြီးတော့ပေါ့ဒါပေမဲ့ဘဲလ်ကတော့မြင်းဖြစ်နေလို့ပေါ့ဆိုတဲ့စိတ်ထားဖြူစင်တဲ့စကလေးတစ်ခုနဲ့ပဲအနိုင်ယူလိုက်ပါလိအဲ့ဒီနောက်မှာတော့လီလီကတောင်းပန်ပြီးသူတို့နှစ်ယောက်အတူတူဆွန့်စားကန်ထပ်ခဲ့ကြပါတယ်ဒါနဲ့မင်းသားကိုကယ်သွားတဲ့ကော်မလီချောလေးကဘယ်သူလဲသိလားသူကတော့တကယ်တမ်းမှာ level 6 တောင်ရှိနေပြီဖြစ်တဲ့ Ice Wallenstein လို့ခေါ်တဲ့ဒါမင်းသမီးလေးပဲဖြစ်ပါတော့တယ်ခင်ဗျာ